မင်္ဂလာပါရှင်အခုဗီဒီယိုလေးကတော့ကျွန်မအလုံးအကင်နဲ့ပတ်သက်တဲ့အလုပ်ရစေဖို့ရန်အတွက်ပေါ့နော်ဒါလေးတွေကိုကျွန်မအနေနဲ့လှုပ်ဆောင်အမှားလေးတွေကိုပြောပြပေးပါမယ်အဲ့တော့အလုပ်တွေပြုတ်သွားတဲ့သူပဲဖြစ်ဖြစ်အလုပ်အတိရခြင်းတဲ့သူအလုပ်မရသေးတဲ့သူအခုလက်ရှိအလုပ်ကနေနောက်ထပ်အလုပ်ကောင်းတစ်ခုကိုလိုချင်တဲ့သူပေါ့နော်အဲ့တော့ဒီဒိဋ္ဌံလေးအဒိဋ္ဌံချမှတ်ပေးမှာပါအဒိဋ္ဌံလေးကိုတေချာပေါက်လိုက်ပြီးတော့ဝင်စေချင်ပါတယ်ကျမအနေနဲ့လည်းဟောကိန်းလေးတွေထုတ်ပေးတယ်ဆိုတဲ့အခါမှာတချို့လူလေးတွေကအခုလှုပ်ပြုတ်သွားတယ်လို့အလုံးမရှိဘူးလို့ဘာလို့ဘာကြရမဲမသိဘူးလို့အဲ့လိုမျိုးလမ်းပြောင်းနေတဲ့သူလေးတွေကိုတွေးတဲ့အခါမှာပေါ့နော်ကိုတို့တွေအတွက်ပေါ့နော်အလောက်ကင်ရစေခြင်းနဲ့အဲ့တော့ကိုကဒီပုံကိုယ်လေးစီမှာဓမ္မနောလေးချိန်ပြီးတော့ခါကြတော့ဒီအဒိဋ္ဌံလေးတွေတောင်းနေပေါ့နော်ကျမကအဒိဋ္ဌံတွေတောင်းနေဆိုတဲ့အခါမှာဘယ်လိုပြောမလဲတွက်ချက်ပြီးတော့ပဲဖြစ်ဖြစ်ပေးတဲ့အဒိဋ္ဌံတွေမဟုတ်ပါဘူးကျမကဓာတ်ပိုင်းဆိုင်ရာကိုလှုပ်ဆောင်နေသူဆိုတော့ကျမပေးတဲ့အဒိဋ္ဌံတွေမှန်သမျှရတရားတွေမှန်သမျှသည်ကျမကိုစောင့်ရှောက်နေတဲ့ပုံကိုကြီးတွေကိုချိတ်ပြီးတော့ခါကြတော့ဓမ္မနောတောင်းပြီးတော့ခါကြတော့တင်ပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့အလုပ်ရချင်တဲ့သူတွေဘာလို့ရမှာလဲဆိုအဒိဋ္ဌံဝင်ရမှာပါအဒိဋ္ဌံကဘာတွေဝင်ရမှာလဲဆိုရင်ကတော့ပေါ့နော်နံပါတ်1အဒိဋ္ဌံ9ရက်ဝင်ရမှာအဒိဋ္ဌံ9ရက်လုံးကိုဖြစ်နိုင်တော့အချိန်မှန်200မှန်လုံနိုင်တယ်ဆိုရင်အရန်ကောင်းပါတယ်ကိုအတွက်ကိုအဆင်ပြေမဲ့မနက်သို့မဟုတ်ညအချိန်တစ်ခုခုကိုရွေးထားစေချင်တယ်ရွေးထားပြီးတော့လှူရမယ်လှူဝယ်တွေကတော့စွန်းညကိုအဒိဋ္ဌံလုပ်မယ်ဆိုရင်စွန်းနေပါတွေကတော့မနက်ပိုင်းမှာလှူပေါ့နော်စွန်းနေမုံစွန်းနေကအဲ့ဒါကဘာလှူရမှာလဲဆိုရင်ဒီဟိုပါပေါ့နော်တနင်္ဂနွေနဲ့နော်အုံထမင်းတို့အုံသီးပါတော့မုံတို့နော်ကိုကအလောက်ရချင်တာလေအဲ့တော့ဓာတ်သဘောရဒီအုံသီးပါအောင်ဓာတ်ယူတဲ့အနေနဲ့စတင်ရင်လေတနင်္ဂနွေနေ့ကနေအဒိဋ္ဌံစဝင်မယ်နော်အဒိဋ္ဌံစဝင်မယ်ရက်ကတနင်္ဂနွေနေ့ကနေစဝင်ရမယ်အုံသီးပါတော့မုံတို့အုံထမင်းတို့အဲ့ဒီမုံလေးတွေအုံတကြားပေါက်စီတို့အဲ့ဒါတွေလည်းရတယ်နော်အုံသီးပါတော့မုံတွေအဲ့ဒီဟာတွေကိုစိုးအဖြစ်မနက်ပိုင်းမှာကက်လူပေးရမယ်အဲ့တော့အုံထမင်းတို့အုံသီးပါတော့မုံတို့အုံကောက်မြင်ပေါင်းတို့အလွယ်တကူမရဘူးဆိုအိမ်မှာအုံတို့လေးတပူဝယ်ထားပါနော်အုံတို့လေးတပူဝယ်ထားပြီးပြီဆိုရင်စွန်းပူပူလေးသမင်းပူပူလေးပေါ်မှာအုံတို့လေးစမ်းနော်ပြီးပြီဆိုရင်တေချာလေးကြာနာလေးဇွန်လေးနဲ့ပဲဖြစ်ဖြစ်နေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးလုပ်ပါလုပ်ပြီးပြီဆိုရင်တကြားလေးဖြူပြီးတော့ခါကြတော့ပေါ့နော်စွန်းတော်ဖြစ်ကိုကတ်လူပေးပါနော်အဲ့ဒီဟာကတော့အတိတ်ထန်9ရက်လုံးလုံးမှာလူပွဲရတော့အုံသမင်းတို့အုံပေါက်စီးတို့အုံကောက်ငင်းပေါင်းတို့အုံဒီပါတော့မုံတို့ဖြစ်ရမယ်နော်အဲ့ဒါလေးဖြစ်ရမယ်ဖြစ်ပြီးတော့ခါကြတော့ဖျောင်းနိုင်စီမီပူဇော်မယ်ဆိုရင်ပေါ့နော်တချို့သူတွေကကြတော့ဒီလိုဝါစိမ့်နီလေးကိုတချို့ကြတော့တွဲပူဇော်ကြတာရှိတယ်အဲ့လိုဝါစိမ့်နီလေးတွေကိုဘယ်လိုပြောမလဲဝါအတွဲဝယ်လို့ရတယ်ဆိုရင်လည်းဝယ်ပြီးတော့ဝါစိမ့်နီဆိုပြီးတော့ဝါစိမ့်နီဒီလိုအတန်းလိုက်လေးဖြစ်ရမယ်နော်ဝါစိမ့်နီအတန်းလိုက်လေးဖြစ်ရမယ်နော်ဒါမှမဟုတ်ဘူးဆိုရင်ဝါစိမ့်နီ3ခုလုံးမရဘူးဆိုရင်အဝါတော့လုံးဝတေချာပေါက်စီမီအဖြစ်ပူဇော်ရမယ်ကိုကဘဝကတောက်ပကျင်တာလင်းလက်ချင်တာအဲ့တော့တောက်ပလင်းလက်ခြင်းနမိတ်ဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစီမီပူဇော်မယ်စီမီပူဇော်ပြီးတော့ပေါ့နော်ကိုကအဲ့လိုမျိုးလေးတွေအဒိဋ္ဌံတာဝင်ရမှာပေါ့စီမီပူဇော်တာမနဲ့သို့မဟုတ်ညရတယ်နော်ညရတယ်ဒီဝါစိမ့်နီလေးတွေကကျမတော့ရောင်းနေဒါပေမဲ့ကျမကြတော့စီရင်ပြီးရောင်းတာဆိုတဲ့အတွက်ဝါစိမ့်နီလေးတွေကကျမစီမှာတော့ဈေးနည်းနည်းကြီးတယ်ပေါ့နော်အဲ့တော့အပြင်မှာဝယ်လို့ရပါတယ်အဲ့ဒါပြီးပြီဆိုရင်ဆက်ရမှာပတိဆက်ရမှာအားလုံးပေါ့နော်အဒိဋ္ဌံ9ရက်ဝင်မယ်လို့အဒိဋ္ဌံတင်ပြီးပြီဆိုရင်ဒီမှာဩကာသရှင်ကိုရာတွေ5ပါးသီလခန္ဓာတွေဒါတွေလုပ်မယ်လုပ်ပြီးပြီဆိုရင်ခင်မွန်းကြီး10ပါးတောင်းမယ်ကြောမယ်နော်တောင်းမယ်ကြောပြီးပြီဆိုရင်အဒိဋ္ဌံတင်တယ်အဒိဋ္ဌံတင်တယ်ဆိုအဒိဋ္ဌံ9ရက်ကိုအချိန်မှန်200မှန်ပေါ့နော်တိတိကျကျမပြတ်မကွက်အဒိဋ္ဌံလှုပ်ဆောင်ပါမယ်လို့အဒိဋ္ဌံတင်ရမယ်အဒိဋ္ဌံတင်ပြီးပြီဆိုရင်သူကယူရမယ်ဝင်ရမယ်ဒိဋ္ဌံမှာကြတော့ဂါထာ3ခုရှိတယ်နံပါတ်1ကကြတော့ဘာလဲဆိုရင်သူကနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကိုသူကတရား8လုံးပတိနဲ့3ပတ်နော်ပြီးပြီဆိုရင်နမောတတ3ပတ်ပြီးပြီဆိုရင်သူကဗုဒ္ဓံတရဏေကိသာမိဓမ္မံတရဏေကိသာမိတန်ခံတရဏေကိသာမိ3ခုလုံးယူပြီးမှပတိတစ်လုံးချနော်3ခုလုံးယူပြီးမှပတိတစ်လုံးချတာ3ပတ်
နော်3ဘက်ပြီးပြီဆိုရင်ဂုံတော်9ပါးဂုံတော်9ပါးကိုတော့လုံနိုင်တယ်ဆိုရင်ဂုံတော်9ပါးလုံးရွတ်ပြီးမှပတိတစ်လုံးချတာလုံဒါမှမဟုတ်ဘူးကိုကအလောက်ကြီးထိအားမဆိုင်နိုင်သေးဘူးဆိုရင်ဂုံတော်9ပါးအရဟံတစ်လုံးတမာတန်ဗုဒ္ဓတစ်လုံးဂုံတော်9ပါး9လုံးအဲ့ဒီဟာကြတော့လေသူကပတိ3ဘက်အဲ့တော့3ဘက်စီ3ဘက်စီအားလုံး6ဘက်ရမယ်နော်ပတိ6ဘက်ဖြစ်မယ်အဲ့ဒီပတိ6ဘက်ကိုဝင်မယ်ဝင်ပြီးပြီဆိုရင်အားလုံးပြီးပြီဆိုကဲလာပြီဒါကကြတော့အားလုံးမေတ္တာပို့မယ်အမျှပေးမယ်အမျှပေးမယ်ပြီးပြီဆိုရင်အတိတ်အစားကနေအဆုံးထိစုကတစ်ခုပဲဖြစ်ရမယ်နော်ဤဒိဋ္ဌံကိုအောင်မြင်စွာရွတ်ဆောင်ပြီးစီးခဲ့ပါပြီအရှင်မြတ်ဗျာဤစကားသည်မှန်ကန်ပါဤမှန်ကန်သောသစ္စာကြောင့်ကျွန်ုပ်လိုလားတောင်းတသောအလုတ်ကောင်းကင်ကောင်းရပါလို့ဤအလုတ်ရှင်တထေးလဲကောင်းရပါလို့ဤလုတ်ဖို့ကင်ဘက်တွေလဲကောင်းရပါလို့ဤလာစာလဲကောင်းရပါလို့ဤပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့တခုတတိပေးချင်တာသူများကောင်းတဲ့သူတွေနဲ့တွေ့ချင်းကိုကလည်းကောင်းရမယ်နော်စိတ်ထားလည်းကောင်းရမယ်အတွေးလည်းကောင်းရမယ်အပြောလည်းကောင်းရမယ်အလုပ်လည်းကောင်းရမယ်နော်ကိုကအရင်ကောင်းအောင်လုပ်ဒါဆိုရင်ကိုစိတ်နဲ့ထိုက်တန်နဲ့ကောင်းတဲ့သူတွေကိုစီရောက်လာလိမ့်မယ်အဲ့လိုမျိုးကောင်းရမယ်ပြီးပြီဆိုရင်ဒီချက်လေးကိုသိချနားထောင်ပါသူကကျွန်ုပ်နေထိုင်ရာရက်ကွက်အိမ်ရက်ကွက်လမ်းမြို့နော်ပြီးတော့ခါကြတော့တိုင်းနိုင်ငံအသီးသီးမှာရှိတော့နက်မြက်နှက်ကောင်းနှက်တွေဝါတို့အလုတ်ကိုင်းတွေပေါ့နော်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ခါကြတော့ကုညီဆောက်ရှောက်ပေးနိုင်တော့နက်မြက်နှက်ကောင်းနှက်တွေဝါပေါင်းတို့ကျွန်ုပ်ပြုသမျှကုသိုလ်တွေဤနေ့တွင်ရွတ်ဆောင်ခဲ့သောကုသိုလ်တွေကိုအသင်တို့ကိုထပ်တူထပ်မြအမျှပေးပါတယ်အဲ့တော့အမျှပေးပါတယ်အဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်ုပ်ပေးဝေတဲ့အမျှတွေကြောင့်အတင်တို့ရဲ့နက်ဖုံးနက်တကူတွေလည်းတိုးတက်ပါစေအဲ့လိုပဲအတင်တို့ကိုကုသိုလ်ပြုပြီးတော့ကျွန်ုပ်မှလည်းအခုလက်ရှိအချိန်မှာပေါ့နော်အလုံးမရရှိသေးပါဘူးကျွန်ုပ်ဟာအလုတ်ကင်နေရက်နားနေရပါတယ်အလုတ်တေကင်တစ်တွေရချင်ပါတယ်အလုတ်တေကင်တစ်တွေပြောင်းချင်ပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်ုပ်အားလည်းကောင်းမွန်သောအလုတ်ကင်ကောင်းလေးတွေရရှိအောင်အဖက်ဖက်ကနေပူညီဆောင်ရှောက်မဆပေးကြပါလို့အဲ့လိုမျိုးလေးတောင်းဆိုတာလေးကိုလုပ်ပါပြီးရင်အားလုံးမေတ္တာပို့ပါပြီးရင်အားလုံးကိုအမျှပေးဝေတာတူခေါ်လိုက်တာမျိုးကိုလုပ်ပါပေါ့နော်အဲ့ဒီဟာလေးကိုအဋိဋ္ဌံဝင်ရမယ်အဲ့တော့အဋိဋ္ဌံ9ရက်တစ်ဖြက်အဋိဋ္ဌံအရင်တရားမယ်9ရက်တစ်ဖြက်ပြီးပြီဆိုရင်လည်းမထူးသေးဘူးနောက်တစ်ဖြက်ပြန်ဝင်မယ်နော်နောက်တစ်ဖြက်ပြန်ဝင်မယ်အဲ့လိုကိုလိုချင်တဲ့အလုပ်ကောင်းကိုမရမချင်းအဋိဋ္ဌံဝင်မယ်အရန်ပင်ပန်းကိုလောက်ခိုင်းထားတာမဟုတ်ဘူးကိုဘဝမှာအောင်မြင်ခြင်းဒီလောက်တော့အားဆိုင်မှုရှိရမယ်နော်ကိုကကောင်းတာကိုလိုချင်ကိုဘက်ကလည်းအားဆိုင်မှုတွေပြရမယ်အဲ့တော့ဒီအဋိဋ္ဌံတွေဝင်နေတဲ့အတော်တွေမှာဘာတွေလုပ်ရမလဲဆိုရင်ကိုကကောင်းတဲ့ဟာတွေကိုလုပ်နေမယ်ဖျားတွေသွားဒီဘုန်းကြီးကျောင်းတွေသွားကုတီစေးတာဖျားရင်မြင်နေမှာတပြက်စီးလဲတယ်တန်ရှင်းတွေလုပ်ပေးတာမျိုးတွေကိုကလှုပ်ဆောင်ပေးရမယ်ကောင်းတဲ့အလုပ်ကလေးတွေရွေးပြီးတော့အခါကြတော့လုပ်ပါပေါ့နော်ကျမတို့ဒီလမ်းပြင်တဲ့နေရာတွေကူညီပေးတာတွေဒီဖျားရင်ပြင်တွေသွားတပြက်စီးလဲတာတွေကုတီစေးတာတွေဒီတန်ရှင်းရေးကုသိုလ်တွေဒီကုသိုလ်တွေဟာလေကိုယ့်ရဲ့ကံကြမ္မာခေါင်းတွေရရှိဖို့ရန်အတွက်ကောင်းတဲ့အထောက်ပံ့ကောင်းတွေကိုဖြစ်စေပါတယ်เนาะဖြစ်စေပါတယ်ပြီးပြီဆိုရင်အလုံးနဲ့ပတ်သက်တဲ့ခါမှာသူများတွေအလုတ်ကင်ကောင်းတွေရနေရတွေ့ရင်လည်းပီတိဖြစ်ပေးပါဝမ်းသာပေးပါပေါ့เนาะမုဒိတာပွားပေးတယ်လို့ခေါ်တယ်ပေါ့เนาะသူကတော့အလုတ်ကင်နေကောင်းလိုက်တာမုဒိတာပွားလိုက်တာပေါ့เนาะကိုကအဲ့ဒီအတွက်သူများရဲ့ကောင်းမွန်ခြင်းတွေကိုမုဒိတာပွားတဲ့အတွက်အဲ့ကောင်းမွန်ခြင်းတွေကကိုယ့်စီကိုရောက်လာတယ်ပြီးတော့ခါကြတော့ပေါ့เนาะကိုကကောင်းတဲ့ຢာလေးတို့အာယုံဆိုင်ရမယ်ငါတကယ်လို့အလုတ်ရခဲ့တယ်ဆိုရင်ငါအလုတ်ဆိုရင်ကိုအလုတ်ကိုဘာအလုတ်ကိုလိုချင်တယ်လဲဆိုတာလေကိုစိတ်ထဲမှာအာယုံထဲမှာတီမိမိတီကြသတ်မှတ်ထားတာပို့ကောင်းတယ်ကိုကတော့ဒီကုမ္ပဏီဝင်ထဲလိုချင်တယ်ဘလို့လေးလိုချင်တယ်တကယ်လို့ဒါအဲ့ဒီကုမ္ပဏီဝင်ထဲအလုတ်ကလေးလုပ်တယ်ဆိုရင်ရခဲ့ရင်ကိုကဘလို့သွားမှာဘာတွေလုပ်နေမှာဘာတွေပြောနေမယ်ဆိုတာအဲ့ဒီဟာလေးတွေကိုပါအာယုံထဲမှာစိတ်ကူးပုံဖော်စေခြင်းနဲ့ပြီးတော့ meditation လုပ်တာလေးတွေပေါ့နော်ဝင်လေထွက်လေမှတ်တာလေးတွေဒါမျိုးလေးတွေကိုလည်းမကြမှတ်ပေးပါအာယုံမှာကြည်နေမှစိတ်ကြည်လေနေမှကိုဘာလို့လုပ်ရမလဲဆိုတာသိမှာပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးအလုပ်ကင်ကောင်းတွေရကြပါစေလို့ဆုတောင်းမြတ်တာပို့တာပေးပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်